Ima Wana Do Dream, Manakin Neon Nunya Zwa, Tippin Jagani, Jala a chain, Dotdown to Kuloma, Ninja Mutuku, Pianani Vare, Eddie Chima, Pinea Chisomdwe, Chanane Chanaru Nau, Nikanama, ECC Nani Javare, Turu Nau Dwe. Gigabajima, a change meshi the Lupini Vare, Tabe met Turu Mati and Yet Kugaro, Tippin Yetujama, take the same Nila Nivavi. အဲ့ဒီအချိန်မှာပဲမင်းကြီးကတစ်ပင်တစ်ပင်နောက်မှာရက်ပြီးသူတို့နှစ်ဦးကိုတိတ်တဆိတ်ကြည့်နေခဲ့ပါတယ်ချန်နာရဲ့လှပမှုကိုမြင်လိုက်တဲ့အခါမင်းကြီးရဲ့စိတ်ထဲမှာအလိုဆန္ဒတစ်ခုတဖြည်းဖြည်းလောင်ကျွမ်းလာခဲ့ပါတယ်ဒီမျိုးသမီးကိုငါနန်းတော်ကိုခေါ်သွားမယ်ဒါပေမဲ့ချန်နာကသူမရဲ့ဘေးမှာရှိနေပါတယ်မင်းကြီးရဲ့စိတ်ထဲမှာအနေရရှိတဲ့အတွေးတစ်ခုတဖြည်းဖြည်းပေါ်လာခဲ့ပါတယ်သူ့လက်ထဲကလေကိုတဖြည်းဖြည်းမြောက်လိုက်ပါတယ်မြားတစင်းကိုတိတ်တဆိတ်ဆွဲတင်လိုက်ပါတယ်တောထဲမှာအရာအလုံးတိတ်ဆိတ်နေတဲ့အချိန်မှာဖြောင်းမြားတစင်းကလေကိုခွဲပြီးထွက်သွားခဲ့ပါတယ်ချန်နာရဲ့ရင်ဘတ်ကိုတဲ့တဲ့ထိုးဝင်သွားခဲ့ပါတယ်ချန်နာကနာကျင်မှုကြောင့်မြေပြင်ပေါ်ကိုလဲကျသွားပါတယ်ချန်နာရဲ့အတန်ကတောတလျှောက်လှုပ်ခတ်သွားခဲ့ပါတယ်သူမကချက်ချင်းပဲပြေးလာပြီးချန်နာရဲ့ဘေးမှာဒူးထောက်လိုက်ပါတယ်မျက်ရည်တွေကသူမရဲ့မျက်နှာပေါ်ကနေမရက်မနာကျလာနေပါတယ်ချန်နာကမင်းမသေးရဘူးဒါပေမဲ့ချန်နာရဲ့အသက်ရှူတန်ကတဖြည်းဖြည်းနည်းလာနေပါတယ်ချန်နာကချန်နာရဲ့ခေါင်းကိုသူမရဲ့လက်ထဲမှာကင်ထားပါတယ်မျက်ရည်တွေကသူမရဲ့မျက်နှာပေါ်ကနေမရက်မနာကျနေပါတယ်အဲ့ဒီအချိန်မှာပဲမင်းကြီးကသူတို့ဘေးကိုလှမ်းလာပါတယ်မင်းကိုငါနန်းတော်ကိုခေါ်သွားမယ်ချန်နာကမျက်ရည်တွေနဲ့မင်းကြီးကိုကြည့်လိုက်ပါတယ်သူမရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုမရှိပါဘူးအဲ့ဒီအစားတစ္ဆာနဲ့ချစ်ချင်းပဲရှိပါတယ်ငါရဲ့ခင်ပွန်းကိုတတ်လိုက်ပြီးတော့ငါ့ကိုခေါ်သွားမယ်ဆိုတာဘလို့ဖြစ်နိုင်မှာလဲမင်းကြီးကတခဏတိတ်ဆိတ်သွားပါတယ်ဒါပေမဲ့သူ့မာနာကသူ့ကိုပြန်ပြီးပြောစေပါတယ်ငါကဘယင်ပဲချန်နာကချန်နာရဲ့ခေါင်းကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပါတယ်ဘယင်တောင်ချစ်ချင်းကိုမနိုင်ပါဘူးအဲ့ဒီစကားကမင်းကြီးရဲ့နှလုံးကိုတိတ်တဆိတ်ထိခိုက်စေခဲ့ပါတယ်ချန်နာရဲ့မျက်ရည်တွေကိုမင်းကြီးကြည့်နေခဲ့ပါတယ်သူ့စိတ်ထဲမှာတခုခုပြောင်းလဲလာခဲ့ပါတယ်သူမရဲ့ချစ်ချင်းကအတူမဟုတ်ဘူးဆိုတာသူနားလည်လာပါတယ်သူလုပ်ခဲ့တဲ့အမှားကိုတဖြည်းဖြည်းသိလာပါတယ်မင်းကြီးကသူ့လက်ထဲကလေးကိုမြေပြင်ပေါ်ပစ်ချလိုက်ပါတယ်သူ့မျက်နှာမှာနောင်တရမှုပေါ်လာပါတယ်ငါအမှားလုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအမှားကိုပြန်ပြင်ဖို့နောက်ကျနေပါပြီချန်နာကချန်နာကိုဖတ်ထားပြီးမရက်မနာငိုနေခဲ့ပါတယ်ဟိမဝန္တာတော်ထဲမှာအဲ့ဒီနေ့ကတိတ်ဆိတ်မှုတစ်ခုကြားရောက်လာခဲ့ပါတယ်ချစ်ချင်းဆိုတာအာနာထက်ပိုကြီးနိုင်ပါတယ်မာနနဲ့လှုပ်တဲ့ဆုံးဖြတ်ချက်တွေကအချိန်တစ်ခုမှာနောက်တကြီးစွာဖြစ်စေနိုင်ပါတယ်ဒီဇလန်ကလူတိုင်းကိုသင်ခန်းစာတစ်ခုပြောပြနေပါတယ်တစ္ဆာရှိတဲ့ချစ်ချင်းကိုအာနာနဲ့မနိုင်ပါဘူးဒီနေရာမှာပဲချန်နတိနာယဇလန်ကိုအဆုံးသတ်လိုက်ပါတယ်ဒီဇလန်တွေကသင်ခန်းစာကိုကြိုက်တယ်ဆိုရင်ဗီဒီယိုကို like လုပ်ပေးပါမလွတ်စေဖို့ subscribe လုပ်ထားပါနောက်ထပ်ဇလန်အသစ်တွေမှာထပ်ပြီးတွေ့ကြမယ်နော်